အလွိုင်းကင်းကနေကြိုးဆိုပါတယ်ဒါကတော့ကျွန်တော်တို့အလွိုင်းကင်းမှာကျွန်တော်အလွိုင်းလေးတွေကိုလက်လီလက်ကားရောင်းချတာလေးကိုဒီနေ့စိုးအောက်လေးကိုကျွန်တော်ရိုက်ပြပေးတာဖြစ်ပါတယ်14 site BBS brand new parking လေးဒါလေးကတော့အမဲရောင်လေးကိုမှကျွန်တော်တို့ကရွှေရောင်နှစ်တီးလေးနဲ့ဗျာ14 site ကို lift နှစ်ထပ်လေးနဲ့ဒါကတော့ကျွန်တော်တို့အမဲရောင်ကိုပဲငွေရောင်နှစ်တီးလေးတွေနဲ့ဗျဒါလေးလည်း lift နှစ်ထပ်လေးပါဒါလေးကတော့ကျွန်တော်တို့လူတကာကြိုက်တဲ့နီနီခင်စော်လေးဗျာနီနီခင်စော်လေးလည်းပါသွားပါပြီဗျာစိုးအောက်ပါဒါလေးကတော့ကျွန်တော်တို့ရွှေရောင်လေး73 site လေးဗျ73 site BBS လေးလည်းစိုးအောက်သွားပါပြီဒါကတော့ဒဇုံနေတော့ကျန်တော့တဲ့ကျွန်တော်တို့ရဲ့ T37 လေးဗျာ T37 လေးဒါလေးလည်းစိုးအောက်သွားပါပြီဒီအောက်ကတော့ကျွန်တော်တို့ CE28 ကိုမှအရှိရှိနောက်ကိုတော့ရှယ်အချိုက်သူ့တက်ချိုက်တာတော့သူ့လောက်မချိုက်ပါဘူးဗျာတော့အလန်းကြီးเนาะကျွန်တော်မှ10ပတ်လေးပဲကြံပါတော့မယ်19လေးကတော့စိုးအောက်သွားပါပြီအားပေးတဲ့ရှစ်တငယ်ချင်းကျေးဇူးပါလွိုင်း6စုံဒီနေ့စိုးအောက်ပါကျွန်တော်တို့လက်လီလက်ကားအားပေးခြင်းနဲ့ချစ်ကိုကြီးတွေတဲ့အမတ်ဆက်ခွန်မြင်းဒီကုန်းဈေးလန်မြင်းဒီကုန်းစမ်းချောင်းမြို့နယ်ရန်ကုန်မြို့ဖြစ်ပါတယ်ကျွန်တော်တို့နယ်မြို့များကိုလည်းမြို့တွင်းဂိတ်အရောက် free ဝန်ဆောင်မှုပေးပါတယ်ဗျာဟုတ်ကဲ့အားပေးတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါတယ်ဒီထက်မကလည်းအယောင်းဝယ်တွေကောင်းကြပါလေဟုတ်ကဲ့ကျေးဇူးပါ